မင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ YCC Yago Convention Center မှာမနက်9:00 နာရီကနေညနေ9:00 နာရီအထိကျင်းပပြုလုပ်နေတဲ့ Myanmar Hostel Class TV တို့မှာကြီးမှုကြည့်ပါတယ်အချိန်20မြောက်မြန်မာနိုင်ငံရဲ့အကြီးဆုံး HM မြင့်တဲ့ကားရောင်းပြပွဲကြီးရဲ့ဒုတိယမြောက် Day 2နေ့ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပြပွဲအတွင်းမှာဆိုရင်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့ project တွေဘလို့ HM မြင့်နဲ့ဘလို့ကား brand တွေကိုပြသသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ main sponsor ဖြစ်တဲ့ Steel Store ကိုရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျာဒီဘုမှာဆိုရင်မြဝတီ City Villa မြဝတီ New City Villena Commercial Zone စတဲ့ project တွေအပြင်တခြားသော project တွေကိုပါပြသသွင်းမှာဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာဆိုရင် 0% down payment အပြင်မှာ15%ကနေ20%အထိ discount တွေပေးသွားအောင်မှာဖြစ်ပါတယ်ပွဲတွင်းမှာဆိုရင်ပထမဆုံးဝယ်ယူသူ10ယောက်အတွက်ဘလာမပ lucky draw စီစဉ်ပေးထားတာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Platinum Sponsor ဖြစ်တဲ့ CP Bank ဘူးရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲတွင်းမှာဆိုရင်ကနအူပေးသွင်းငွေ down payment ပမာဏတစ်ခုကိုပေးသွင်းလိုက်ရုံနဲ့ကျွန်တော်တို့ရဲ့နှစ်ရှည်အရေးချရှင်းငွေဖြစ်တဲ့ကားလုံးခွန်လုံး education loan တွေကိုချောက်ထားနိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့မြန်မာလန်ကူရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာဆိုရင်ကနအူပေးသွင်းငွေ 30% လစဉ် 1% သွင်းပြီးတော့35လအထိအရေးချဖြစ်ဝယ်ယူနိုင်တယ်လို့ကြံငွေကို36လမြောက်မှာအရေးချဖြစ်ဝယ်ယူနိုင်အောင်စီစဉ်ပေးထားရတယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုထပ်မံရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့ Economy Estate ဘူးရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင်နမေကြီး Hotel Economy များအခန်းများမြေကွက်လုံးချင်း cottage များ duplex လို့နှစ်ထပ်သုံးထပ်တိုက်များကိုပွဲအတွင်းမှာပထမဦးဆုံးဝယ်ယူသူ9ဦးအတွက် up to 10% discount 24လအတုံးမဲ့အရေးချစနစ်အပြင်ဘဏ်နှစ်ရှည်အရေးချ15နှစ်အရေးချဖြစ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်အခုထပ်မံရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ City Home ဘူးရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင် customer furniture ရဲ့အတွက် up to 7% discount အပြင်မှာပွဲအတွင်းမှာစီးရင်ပေးသွင်းပြီးဝယ်ယူမယ်ဆိုရင်2လစာအထူး promotion ကြီးကိုပါရရှိမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့ Diamond Air Palace ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင် cashback 1000အထိပြန်လည်ရရှိမဲ့အခွင့်အရေးအပြင်အရေးချက်စနစ်ဖြင့်ငွေပေးရှင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့ကြောက်တော် Eco Villa ဘုတ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင်လူကြီးမင်းတို့အနေနဲ့လက်ထဲကင်ထားရုံနဲ့စာပေါ်တန်ဖိုးတက်စင်ပြီးမြေကွက်တွေအပြင်ပိုင်ဆိုင်မှုခိုင်မာတဲ့ Grand မြေကွက်တွေကိုရောင်းချပေးနေရပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုထပ်မံရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့လောကဒုက္ခဥယျာဉ်ပြုဘုတ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင်မြေကွက်တစ်ပွဲချင်းစီအတွက်230 gram ရရှိထားပြီးသားဖြစ်ပြီးတော့ပြပွဲအတွင်းမှာဝယ်ယူမယ်ဆိုရင် up to 20% discount အထိရရှိအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Yoma Motor ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင် Yoma Motor အနေနဲ့ SWM GC1 Pro ကိုထစ်ထဝါကြီးပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့Unique Auto ကိုရောက်ရှိနေရပြီဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင် Wooden Starlight S 2025 model နဲ့ Jetto Dash 2025 model ကိုပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Selfie အောင်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင် Toyota VZ3X Taxi နဲ့ BYD Soundless model 2မျိုးပြသထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့မြန်မာ Brilliance Auto ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအတွင်းမှာဆိုရင် U70 Pro နဲ့ U75 Plus model 2မျိုးပြသထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Toyota VZ3X ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲတင်မှာဆိုရင် Toyota VZ3X ကိုအကန့်အသတ်နဲ့ရရှိမှာဖြစ်တာမို့လို့လက်ဦးမှုရယူထားဖို့တော့လိုမယ်နော်
အခုကတော့ Ghost Phone လာပြီးပဝင်ကူညီအားဖြည့်ထားတဲ့မင်္ဂလာအော်တိုကားစစ်စံတော်ရောက်ရှိနေရဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင် Ford Track Tiger VR 7 နဲ့12ပေကားကိုလည်းမြင်တွေ့ရအောင်မှာဖြစ်ပါတယ်။အခုကတော့ Ghost Phone လာပြီးပဝင်ကူညီအားဖြည့်ထားတဲ့ Oasis လာရောက်ရှိနေရဖြစ်ပါတယ်ရှင်။အချက်ကြတဲ့နေရာကောင်းမှာတည်ရှိနေရမို့လို့လာရောက်ကြည့်ရှုဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။အခုကတော့နောက်ထပ် Ghost Phone လာဖြစ်ပဝင်ကူညီအားဖြည့်ထားတဲ့ရွှေဘိန်းတစ်ခုကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင် Hyundai BYD နဲ့ Jetta လိုကားတွေကိုလည်းမြင်တွေ့ရအောင်ပါပါ။အခုကတော့ Ghost Phone လာပြေးပေါင်းဝင်ကြီးအားဖြည့်ထားတဲ့ Villa Nova ရောက်ရှိနေရဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်လည်း Villa Nova Luxury Residence ကိုပြသထားတာဖြစ်ပြီးတော့အထူး shot သေးတွေလည်းရှိအောင်ပါပါ။အခုကတော့နောက်ထပ် Ghost Phone လာဖြစ်ပါဝင်ကူညီအားဖြည့်ထားတဲ့ A1 Real Estate ကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်ဘေးနာအောင်စရာနဲ့မြစပယ်ဆိုပြီး project 3ခုကိုလည်းခင်းကျင်းပြသထားတာကိုမြင်တွေ့ရအောင်ပါပါ။အခုကတော့နောက်ထပ် Ghost Phone လာဖြစ်ပါဝင်ကူညီအားဖြည့်ထားတဲ့ A1A ဘို့ရောက်ရှိနေရဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်လည်း home loan ကားအော်တို loan နဲ့ education loan တွေကိုလည်းရရှိအောင်မှာဖြစ်ပါတယ်။အခုရောက်ရှိနေတာကတော့ရှေကန်ကောက်ပူပါဒီမှာဆိုလို့ရှိရင်စစ်ဗီလာနဲ့အခြားသောဗီလာ project တွေကိုလည်းမြင်တွေ့ရအောင်ပါပါဒါကတော့တောင်ရင်အောင်မှာဘူးပါဒီမှာဆိုလို့ရှိရင်လည်းမီနီကွန်ဒိုတွေရောင်းချပေးနေတာဖြစ်ပြီးတော့ lift ပါတာနဲ့ lift ပါတာဆိုပြီးတော့ရွေးချယ်ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်ဒါအပြင်မှာပွဲတွေမှာဝယ်ယူမယ်ဆိုလို့ရှိရင်350ကနေပြီးတော့300ထိရှော့ဈေးကိုရရှိအောင်မှာလည်းဖြစ်ပါတယ်ဒါကတော့ Prince ရဲ့ဘူးပါဒီမှာဆိုလို့ရှိရင်လည်း Prince ရဲ့ HP ကိုလျှောက်ထားပြီးတော့ 20% down payment ပေးချေဦးနဲ့ HMI ကားတွေကိုပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးလည်းရှိနေပါသေးတယ်ဒီမှာဆိုရင် GTI Tokyo Marine အာမခံ company လည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်တွေကားတွေဝယ်ယူပြီးတော့တခါတည်းအာမခံလုပ်ရလို့လည်းရအောင်ပါပါအခုကတော့ FPV ဘူးရောက်ရှိနေရပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်း home loan နဲ့ကားအော်တိုလုံးတွေကိုလည်းရရှိအောင်ပါပါဒီမှာဆိုရင် Flamingo လည်းတစ်ခါရေးရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကားချစ်တွေတာကားကက် product မျိုးစုံကိုလည်းဝယ်လို့ရနိုင်အောင်ပါပါအခုကတော့ Dragon ဘူးရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်း 1 year maintenance fee free ရရှိမှာဖြစ်ပြီးတော့ပြပွဲတွေမှာလာရောက်ဝယ်ယူမယ်ဆိုလို့ရှိရင်လည်း cashback 300ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ပြီးမြောက်မှုကလည်းအတော်တန်ပြီးမြောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားရင်လာရောက်ကြည့်ရှုလို့ရပါတယ်ရှင်ကားအရေးကြဝယ်ယူလို့သူတွေအတွက်လည်း BMF ကအရင်သိရှိနေပါသေးတယ်ဒီနေ့မှာတော့ Amima House နဲ့ Cars TV ကနေပြီးတော့ကြီးမှုကျင်းပါတယ်အကြိမ်20မြောက်မြန်မာနိုင်ငံရဲ့အကြီးဆုံးအင်ချန်မီနဲ့ကားရောင်းပြပွဲကြီးရဲ့ဒုတိယနေ့ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ရက်လည်းကြံရှိနေသေးတာမို့လို့စိတ်ဝင်စားရဆိုရင်တော့ရန်ကုန် Commercial Center YCC မှာမနက်9:00နာရီနဲ့ညနေ9:00နာရီထိကျင်းပပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လာရောက်ခဲ့ဖို့ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်
အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ YCC ရန်ကုန် Convention Center မှာကျင်းပပြုလုပ်နေတဲ့ iMyanmar House နဲ့ Cars TV တို့မှာကြီးမှုကျင်းပါတယ်အကြိမ်20မြောက်မြန်မာနိုင်ငံရဲ့အကြီးဆုံးအင်ချန်ပီယံနဲ့ကားရောင်းပြပွဲကြီးရဲ့ပထမနေ့ J1 ရောက်ရှိနေရပြီဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာဆိုရင်ဘလို့အင်ချန်မျိုးစားတွေဘလို့မျိုးစိတ်ဝင်စားစရာကောင်းတဲ့ကား brand မျိုးစုံတွေကိုပြသသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ main sponsor ဖြစ်တဲ့ Steve Stone Food ကိုရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျာဒီ food မှာဆိုရင်မြဝတီ City Villa မြဝတီ New City Villiana Commercial Zone စတဲ့ project တွေအပြင်တခြား project တွေမျိုးစုံကိုပါချပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာဆိုရင် 0% down payment အပြင်50 to 20% off နဲ့ပထမဆုံးဝယ်ယူ10ယောက်အတွက် lucky draw စီစဉ်ပေးထားတာလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုကြက်မဲ့ရောက်ရှိနေတဲ့နေရာကတော့ Platinum Sponsor ဖြစ်တဲ့ CB Bank ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီဖူးမှာဆိုရင်ကနဦးပေးသွင်းငွေဒေါင်းပေးမဲ့တစ်ခုပေးသွင်းလိုက်ရုံနဲ့နှစ်ရှည်ရေးချရှင်းငွေတွေဖြစ်တဲ့ Holo ကား Auto Loan Education Loan တွေကိုပွဲအတွင်းမှာ၆ထားနိုင်အောင်စီစဉ်ပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော် Diamond Sponsor ဖြစ်တဲ့ Yomalan ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီဖူးမှာဆိုရင် Star City အိမ်ယာဝင်းထဲမှာလူကြိုက်များတဲ့ ARA အခန်းများကိုကနဦး down payment 30% ပေးသွင်းပြီးကြံငွေကို 1% အရေးကြဖြင့်35လအထိဝယ်ယူနိုင်ပြီးနောက်ဆုံးအရေးကြကို36လမြောက်မှာဖြင့်ဝယ်ရှင်နိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုထပ်မံရောက်ရှိနေရကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ပုံနမီ Estate ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီခုအတွင်းမှာဆိုရင်လူချင်းမင်းတို့အနေနဲ့လစေ30ကျော်ပေးသွင်းပြီးအိမ်ပိုင်ဆိုင်နဲ့မဲ့အခွင့်အရေးကြီးများအတွက်နာမည်ကြီး Wholesale Economy မှာအခန်းများမြေကွက်နဲ့ Lotion Cottage များ Duplex တို့နှစ်ထပ်သုံးထပ်တိုက်များကိုပထမဦးဆုံးဝယ်ယူသူ9ဦးအတွက် up to 10% discount 24လအတိုးမဲ့အရေးကြစနစ်တွေအပြင်ဘဏ်နှစ်ရှည်အရေးကြ15နှစ်အရေးကြစနစ်တို့ဖြင့်ဝယ်ယူနိုင်အောင်စီစဉ်ပေးထားဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်နောက်ထပ်ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ IME Property ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီခုအတွင်းမှာဆိုရင်ဝယ်ယူသူတွေအတွက် Jetto Diwan ကားမေးဖောက်ပေးခြင်းနဲ့ IME Group ရဲ့ Lifestyle Brand တွေမှာ member ပုံမူတည်ပြီးတော့5 to 10% discount ထိပေးရသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Yoma Motor ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီခုမှာဆိုရင် Yoma Motor အနေနဲ့ SWM G01 Pro ကိုပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်ထပ်ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့ City Home ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီဖူးမှာဆိုရင် Customer Furniture တွေအတွက် 7% discount အပြင်မှာပွဲတော်စရင်လာရောက်ပေးသွင်းပြီးဝယ်ယူမယ်ဆိုရင်2လစာအထူး promotion တွေကိုပါရရှိအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့ Diamond Sponsor ဖြစ်တဲ့လောကဒုက္ခဥယျာဉ်ပြုဖို့ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာခိုင်မာတဲ့ gram မြေပုံမှာပို့ဆောင်ထားတဲ့စီမံကိန်းတစ်ခုဖြစ်ပြီးတော့မြေခွက်တစ်ခွေးရှိစီအတွက်230 gram ရရှိထားပြီးလည်းဖြစ်ပါတယ်ခင်ဗျာဒါအပြင်ပွဲအတွင်းမှာဝယ်ယူမယ်ဆိုရင်20%အထိအထူး discount တွေရရှိအောင်လည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Diamond Air Palace ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာပြပွဲအတွင်းမှာဝယ်ယူသူတွေအတွက်3000အထိ cashback ရရှိနိုင်မယ့်အပြင်အရေးကြစနစ်ဖြင့်ဝယ်ပေးရှင်နိုင်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ကြောက်တောင် Eco Villa ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာပြပွဲအတွင်းမှာဝယ်ယူမယ်ဆိုရင်24လအရေးကြစနစ်ဖြင့်ဝယ်ယူနိုင်အောင်ပါလည်းဖြစ်ပါတယ်ခင်ဗျာအခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Uni Auto ကိုရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျာဒီခုမှာဆိုရင် Wuling Starlight S 2025 model နဲ့ Jetto Dashin 2025 model ကိုပြသသွားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့စွမ်းတူအဖို့ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီခုမှာဆိုရင် Toyota VZ3H 2025 model နဲ့ BYD South Plus 2025 model တို့ကိုပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့မြန်မာ Brilliance Auto ကိုရောက်ရှိနေရပြီဖြစ်ပါတယ်ခင်ဗျာဒီပွဲတင်မှာဆိုရင် U70 Pro နဲ့ U75 Plus model တွေကိုပြသပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ Diamond Sponsor ဖြစ်တဲ့ Toyota VZ3H ကိုရောက်ရှိနေရပြီဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာဆိုရင် Toyota VZ3H ကိုအကန့်အသတ်နဲ့ရရှိမှာဖြစ်တာမို့လို့လက်ဦးမှုရကိုတော့လုပ်မယ်နော်အခုရောက်ရှိနေတဲ့ဘူးကတော့ Gold Sponsor ဖြစ်ပေါဝင်ကူညီအားဖြည့်ထားတဲ့မင်္ဂလာ Auto ရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း Tiger VR 4 Track 7နဲ့12ပေကားကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်
အခုရောက်ရှိနေတဲ့ဘူးလေးကတော့ Gold Sponsor အဖြစ်ပေါင်ရင်ကူညီအားပေးထားတဲ့ AYA ဘူးလေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်းကောင်းအော်တိုလုံးဖုန်းလုံးနဲ့ education လုံးတွေကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ရှင်အခုကတော့ Gold Sponsor အဖြစ်ပေါင်ရင်ကူညီအားပေးထားတဲ့ A1 ရဲ့အစိတ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်းဘရင်အောင်မြစပယ်နဲ့အောင်စရဆိုတဲ့ project တွေကိုလည်းမြင်တွေ့အောင်မှာဖြစ်ပါတယ်ရှင်အခုကတော့နောက်ထပ် Gold Sponsor အဖြစ်ပေါင်ရင်ကူညီအားပေးပေးထားတဲ့ရွှေဘင်းတစ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း Hyundai Zeton နဲ့ BYD EV ကားတွေကိုလည်းမြင်တွေ့အောင်မှာပဲဖြစ်ပါတယ်ရှင်အခုကတော့ Gold Sponsor အဖြစ်ပေါင်ရင်ကူညီအားပေးထားတဲ့ Villanova ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင် Villanova project ကြီးကိုပြသထားတာဖြစ်ပြီးတော့ promotion တွေလည်းရှိပါတယ်ရှင် promotion အနေနဲ့ဆိုလို့ရှိရင်တော့နေရာပေါ်မူတည်ပြီးတော့3900ဝန်းကျင်အထိရှော့သေးကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ရှင်အခုရောက်ရှိနေတဲ့နေရာကတော့နောက်ထပ် Gold Sponsor အဖြစ်ပေါင်ရင်ကူညီအားပေးပေးထားတဲ့ Oasis Villa ကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင် Oasis Villa ရဲ့ project ကိုပြသထားတာကိုလည်းမြင်တွေ့ရအောင်မှာဖြစ်ပါတယ်ရှင်အခုကတော့ရွှေကန်ကောက်ဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း promotion တွေရှိပါသေးတယ် promotion အနေနဲ့ဒီဘက်မှာလာရောက်ဝယ်ယူမယ်ဆိုလို့ရှိရင် cashback အနေနဲ့3500အထိပြန်လည်ရရှိမဲ့အခွင့်အရေးလည်းရှိပါသေးတယ်ရှင်ဒီမှာဆိုလို့ရှိရင် Swift Villa နဲ့ Villa ကိုလည်းပြသထားတာကိုမြင်တွေ့ရမှာပါအခုကတော့တော်ဝင်အောင်မြင်မှာဖို့ရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင် mini condo lift ပါတာရဲ့ရိုးရိုးနှကန်းတွေ6ထပ်ပေါ့နော်အဲ့ဒါတွေကိုလည်းခင်းချင်းပတ်သက်ထားတာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ပွဲတွင်းမှာလာရောက်ဝယ်ယူမယ်ဆိုရင် promotion ရှိရပေါ့နော်သူက350ကနေပြီးတော့200အတွင်းရှော့သေးကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ရှင်အခုကတော့ Princeton Global Final ပို့လေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း Princeton ရဲ့ hair board ရေးလျှောက်ထားပြီးတော့ 20% down payment ပေးစီလိုက်အောင်နဲ့အိမ်ချမ်းမြေကနေချင်းပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ရှင်အခုရောက်ရှိနေတဲ့ဘူးလေးကတော့ GGI Tokyo Marine အထွေထွေအာမခံဘူးလေးရောက်ရှိနေရဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်အိမ်နေကားတွေကိုကြည့်ရှုဝယ်ယူရင်းနဲ့အာမခံတွေလည်းရှောက်သွားလို့ရအောင်ပါလည်းဖြစ်ပါတယ်ရှင်အခုရောက်ရှိနေတဲ့ဘူးလေးကတော့ FPP ဘူးလေးပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဟုံးလုံးနဲ့အော်တိုလုံးတွေကိုလည်းစုံစမ်းမင်းမြန်းနိုင်အောင်ပါလည်းဖြစ်ပါတယ်ရှင်အခုရောက်ရှိနေရတော့ Flamingo ဘူးလေးပဲဖြစ်ပါတယ်ရှင်ကားချစ်သူတွေအတွက်ဆိုရင်ကားကဲ product မျိုးစုံကိုလည်းဒီမှာရရှိအောင်ပါဖြစ်ပါတယ်ရှင်အခုကတော့ Visa Development ကတာဝန်ယူတည်ဆောက်ပေးထားတဲ့တရားကွန်ဒိုမီနီယံရောက်ရှိနေရဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း promotion တွေအနေနဲ့ဆိုရင်300 cashback နဲ့ maintenance 1 year free ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ရှင်ကားနဲ့ပတ်သက်ပြီးအရေးကြောက်စိတ်ဝင်စားရဆိုရင် BMF ကလည်းရှိနေအောင်မှာဖြစ်ပါတယ်ရှင်တင်ဆက်ပေးခဲ့တာကတော့အမြန်မာ House Cars TV ကနေပြီးတော့ကြီးမှုကျစ်ပါတဲ့အကြိမ်20မြောက်မြန်မာနိုင်ငံရဲ့အကြီးဆုံးအင်ချမ်မီနဲ့ကားရောင်းပြပွဲကြီးရဲ့ Day 1ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်ရက်တွေမှာလာရောက်ကြည့်ရှုမယ်ဆိုရင်တော့ YCC ရန်ကုန်ကွန်ဗင်းရှင်းစင်တာမှာမနက်9:00နာရီနဲ့ညနေ9:00နာရီထိနောက်ထပ်2ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လာရောက်ခဲ့ဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်။
ရုံးရမှာဘလူးနဲ့ပဲထိနေတာဒါဆိုတော့ဒီ